ကောင်းလေဗျာ ကောင်းဆိုခိုင်ဝင်းဆိုလေးကတာဝန်ကျင်သွားပြီဘာမှမဟုတ်မိုးမိုးလေးတားလေးကတာဝန်ကျင်ဖို့လိုတယ်ဟဲ့အာလူလာမပေးနဲ့လေနဲ့နဲ့ရှော့ညာဖြစ်လာမလိမ့်နဲ့လေနဲ့နဲ့ရှော့ဒီချမ်းမြေရဲ့စစ်တက်သွားတော့ဘလူးလက်ချက်ကမောဟိုဆယ်လောတိုက်ကြီးတဲ့ဟေးတကယ်ခိုင်ခံတဲ့ဟဲ့လူကိုဘောဦးဘာလို့ဟောတော့များနေပြီလားဟာဘာလို့များတာလို့ဟောခင်ဗျားပြောရတယ်သူ့မရင်ဝင်ပြန်ကြရမှာအေးလေဘယ်နဲ့ကြိမ်အောင်ရှိနေပြီလဲအစ်စ်တွေလုတ်ခဲ့ပါခင်ဗျာတော်တော်ဟောင်းပြီအဲ့ဒါငါလုံးနေပြီဟောပြလို့ကအသေးဆန်းလို့မှာသူများအကြောင်းမပြောဘူးပေါ့တက်လို့တက်လို့အစ်လုတ်ဆန်းမှာအဲ့ဒါတွေကယိုးနေပြီဘာလဲသူကမှလင်းလာမပေးနဲ့ယိုးဘာအာလူတွေလာရောင်းနေတာတော့အစ်ဆန်းတော့ရေးကြည့်နော်တိုးတက်နေတဲ့ခိကြီးပါလုံးဝလမ်းနေရလမ်းစရာမိုးမွေနားထောင်နားလိုက်ကိုနာမည်ကိုထဲကြည့်မိုးမွေပါမိုးတစ်လုံးပါရပြီမိုးတစ်လုံးပါမိုးမြင်နေမန်ဆွေလေးပြန်ဝဲတယ်လေတကူလေးကိုကြည့်တာအတိတရားတစ်ခုရလိုက်ပါပြီတခါအတိတရားမိုးမွေနေဘဝတနေ့လုံးဇက်လက်ကနေပူမိုးရွာမဆောင်ပင်မပတ်ဆံရတော့မဆိုသလောက်ဝတ်မာတို့ဘူးလို့ကြည်စမ်းတိုက်ခန်းထဲမှာအေယာကွန်လေးနဲ့နေဟင်မဟုတ်ကဒီလုတ်ပြီးဒါရိုက်တာဖုံးမြင်အောင်ရှိရပတ်ဆံလေးလိမ့်လိမ့်ဆန်းတော့မပြောတော့ပြောတာမตาကိုအကြောင်းကိုပြောလေငါကိုလုံးနဲ့ငါလိန်သားတာမင်းပူပါလားဝီးတွေကသူများအကြောင်းမပြောထမင်းမတော်လည်းတော့သူများအကြောင်းမပြောလို့ကိုเจ้าကိုပြောသူများအကြောင်းမပြောဟုတ်ပြီအတိတရားတစ်ခုရခဲ့ပါပြီကွယ်အတိတရားတစ်ခုရလိုက်ပါပြီကွယ်ဥမပါဆိုကြပါဥပမာအဲ့လိုကြတော့ကိုနာမည်ပါတယ်ဆိုကိုအချင်းဆိုင်ဟိုတားနာမည်ပါတယ်လေတို့ငယ်ငယ်တုန်းရဲ့ရောက်ပြီးစုလေးတားနာမည်ပါတယ်နော်ငယ်ငယ်နဲ့နာမည်ပါတယ်ခါရဲပါသွားတာသိပြီလားပါသူများကြောင့်မပြောဘူးကောင်းလေးရှာတတ်ဖွေးတတ်ကလေးတို့ငယ်ငယ်တုန်းရဲ့ရောက်ပြီးစုလေးနဲ့ပစုဆန်ရွယ်တိုင်းထွားလိုက်ပလေဒီလိုဆိုကားတဲ့တငယ်ချင်းပုံပုံများရင်ကောက်လို့ကိုဝေချလူရဲစကြလားဘလို့ဆိုနေရလေဘလို့ပြောနေတာလာတယ်ကွာဒီကောင်ကြီးမလုံးပြန်ပါတက်လုံးပြန်မကုန်းနဲ့ပါဆိုမယ်ပါချင်းတပုတ်လုံးပါသူကမှရင်ဝင်ဟိုတော့ကလည်းမထူတော့ဟုတ်တယ်ကိုအเจ้าကိုပြောဒါပဲဆောက်ဝမ်းမလိုချင်တဲ့ဟိုစတိုင်ရတာပဲဘယ်မီလီယာမှမစော်အောင်ဟုတ်တယ်ဘယ်သူတအိုးတယောက်မှမထိကြနဲ့တော်နဲ့စကားလေးပြောရင်မျက်စိမိတ်တာတိုက်ရပါကောင်းလေတော့နက်နက်ဖြစ်လွယ်ကနေပါပြုံရန်ကုန်မှာကားစီရတာလွတ်လပ်တဲ့ဟဲ့တဲတော်ကလေးလိုက်ရတာလဲအညောင်းတောင်ပြေးသေးလေ့ကျင့်ခန်းရကိုင်းဆိုင်ရတန်းကလေးကိုမြဲမြဲကိုင်းစားပြုတ်ကြလို့ခါချိုးရင်ကွယ်တာဝန်မယူခါချိုးလို့တင်းချိုင်းရောက်တော့အေးသွားတာပေါ့ဟုတ်လားပေါ့အစိုးရကထောက်ပံ့တဲ့ငွေသိန်းတောင်ရသေးတယ်တင်နာကောင်လည်းဘလို့လိုက်နေသိန်းမဟုတ်တော့ဘူးဘာဖြစ်လဲဝက်မကြီးပြုတ်ကြသေးတာ9000ဆိုလားအဲ့တော့ကြီးတော်ရတာလေအပွားလေးဆိုတော့9000ဩဒေါ်လာသေးကြသွားလို့မင်းကြောင်ပြောပါဆိုဘယ်နဲ့ငါကြီးကြတဲ့ကြောင်လာပြောနေကိုเจ้าကိုပြောတာကိုเจ้าကိုပြောတာကိုပြောတာသူကြတော့အဲ့ဒီခေမို့ငါတို့ခရစ်စီကချစ်တော့ချစ်တော့အားရတဲ့ချစ်ကောင်းကို crazy မဲပြရင်ထဲမှာချင်းများသေးတယ်ပါမိုက်တယ်ချင်းများကြော်ရင်းနဲ့မတူဘူးလားချစ်ကောင်းအဲ့မှာတော့ကြော်ဟင်းနဲ့တူမလားချစ်ကောင်းစင်းကြော်ဟင်းဆိုတာအဲ့ဒီချင်းပတ်ပိုက်တဲ့မှာချင်းပတ်ကြော်တယ်မှာချင်းပတ်ယူတယ်မှာအရာသာရှိတဲ့မြမတို့စရာချင်းပတ်ပါတို့စရာရုပ်ငပိပိုက်တဲ့မှာငပိအကျော်တဲ့မှာငပိအယိုးတဲ့မှာအရန်ကောင်းတဲ့မြမငပိကအရန်ချမ်းသာနှမျိုးတက်ဖို့စိတ်ပုတ်လို့ချင်းချင်းထင်များလောကမှာဝင်ထွက်ကြတာဒီကောင်တယောက်ပါနှစ်သက်တဲ့ရောက်ကမလောင်းနေဆက်သွယ်နိုင်တာအလိမ်မှာသမက်ကလေးဝတ်မှာပါလှုပ်ချတာလည်းအုံနောက်တွေပဲပြတ်ကျေးဇူးဆိုသူ့ကြတော့ခါအလိမ်မှာတမက်လေးဝမ်းမှာပါလေနှမျောတတ်တယ်တဲ့ငွေအနည်းဆုံးတဲ့
ဟုတ်တယ် ကိုဘက်ကိုရက်တယ်ဝက်မျိုးဝက်ဝက်ကြီးလိမ့်မှာမဟုတ်လေ တို့ကတော့တို့เจ้าတို့ပြောပြီ ပြောပြီ အဲ့တော့ခိုင်မွေးပြူတဲ့မင်းသမီးတွေကသူ့เจ้าသူပြောလို့လို့သေးတယ် ဟုတ်တယ်ဗျာ ဟုတ်တော့ မှန်တယ်ဗျာ အဲ့တော့မင်းသမီးတွေဆိုတာကလာမြင်ပြီးဆိုတော့ပြရဝါသာချစ်ပွဲသောသားမိတို့ပြောမယ် ဟုတ်ကဲ့ သူ့เจ้าသူဘယ်လိုပြောမလဲဆိုတော့သိကြအဲ့တော့မင်းသမီးနဲ့မင်းတို့သတိမထားမိလို့ ဟုတ်ကဲ့ ဒီကအငိမ့်စီတယ်မှာခိုင်မွေးပြူကစတိုင်တစ်နဲ့သူ့ဒီဇိုင်းတွေကလမ်းနေတာအဲ့တော့ကိုကမင်းသမီးတွေကိုအတန်လေးနဲ့ခေါ်ရအောင် ဟုတ်ပြီ သူကပြရဝါသာချစ်ပွဲစကားပြောမှာအတန်လေးအရှင်းနဲ့အတန်လေးပြောပြရအောင် အောင်မတော့ပံ့ပိုးမယ်ဗျာ ခိုင်ပွေပြူစတိုင်အသင်းနဲ့တမှု မဲ နှစ်ပေနဲ့ ခိုင်ပွေပြူစတိုင်အသင်းနဲ့တမှုဟောဒီအကိုလူရှင်တော်များကရည်ရဟာသနဲ့တမျိုးမြူသူကမရင်ဝင်အငိတ်ခံလို့လမ်းခဲ့ပါသူလို့ ကိုရိုကြီး မင်း ဟိုင်း TV ဖန်သားပြောမှာကြည့်ရှုအားပေးနေကြတဲ့ရွှေပွဲကြောင့်လားအပိတကြီးအားလုံးစိတ်တဒုက္ခကာယဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ထာဝရပြည့်စုံပါစေလို့သမီးလေးခိုင်မွေဖြူကစွမှုမေတ္တာများပို့သလိုက်ရပါတယ်ရှင် ကောင်းလိုက်တာ ဒါဖို့ရှိဗျာ ဟုတ်ကဲ့ ရုပ်လေးချောသလောက်အပြောကလည်းညက်ပြ ဟုတ်ကဲ့ အတန်လေးကလည်းตาရပါ ဟုတ်ပါ မေတ္တာရှေ့ထားကြတာဟုတ်ဗျာ ဒီလေ အော်ဒီဘက်ကမောင်လေးပါဝါရေ ညနေနေကြီးမောင်မိုးပွင့်မူလာပြီညနေနေကြီးမောင်မိုးပွင့်မူလာပြီ ရောင်းခမရိုက်ချရရတာငါက အဲ့ဒါရင်နှွေးပြေရင်နှွေးပြေ မင်းသမီးခေါ်နေတာလေမင်းကိုမင်းသမီးခေါ်နေတာကိုအရက်သမားကိုတင်ညာပြအောင် तू ကမင်းကိုစပွန်ဆာပေးတာလို့ နှစ်ပတ်ပေးတာ ဟာပြောနေမင်္ဂလာမေး မောင်လေးရေမင်္ဂလာပါလို့ မင်္ဂလာပါ အော်ဒီဘက်ကငငယ်လားလို့ ငယ်ငယ်လေးတစ်ဖက်လာတာခေါင်းနေပြီကောင်ပါလေးက ဗျာမဘသူ့ကို ငါဆွဲဟလာ လေဖြတ်သွားပါသေးလေဖြတ်သွားပါသေး အပါတော့က အဲ့တင်နေတယ်တော်တော်များ ၆ချားနဲ့ တာတဲ့ဘုံတို့မယုံမေနေလားနှလုံးမရွှင်ပါတော့လေအာတင်းလို့နေငါလိုက်ပါအိုးကြီးအိုးမအော်တနာစရာဝတ်အလားကြီးပြာ ဟဲ့ကောင်လေးဟဲ့ကောင်လေးလုံးကြအောင်ငါဝက်လို့ရမှာလားနွားလို့ရမှာ အဲ့ကောင်နွားအလှညိုပြာ ဒီဝတ်ကြီးကရှေ့ရက ဖဲပဲနေလေ မင်းရုပ်တော့မြင်တာ ငါ့ ဟုတ် ကိုတွေ့နေလို့ ညနေကြီး ဒီဝတ်ကြီးကရှေ့ရ အော်မင်းသမီးနားလည်း꿰ထားလိုက်မယ်နော် အဲ့တော့ရှေ့ပိုက်တဲ့ဟိုဒုတိယပိုက်လေးပို့ကြိုက်တယ် အော်ဒုတိယပဲကလေးကဘယ်လို ဒီပိုက်တဲ့ဒုတိယပိုက်တော့အိုက်တင်အပြည့်နဲ့ဖီးနဲ့ဆိုတာ အော်ဖီလင်းနဲ့ ဟိုသချင်းများ တဲ့ချင်း ဘာမှဖတ်တယ် လေကွင်းကိုဖြက်ရွာကိုပတ်လို့ပတ်သက်ကုန်းစီခေါ်ရကဲလား ဘကလူ တကယ်လို့မတော့ ငါလည်းတကယ်ကံမလို့ အဲ့ဒါကလည်း အော်မသားလေးကလူကြီးကိုဝက်လို့လိုက်နွားလို့လိုက် အဲ့ဒါဘုံသူတက်ရတယ် သူ့ပဲကံကောင်းတာပြီးကောင်ကြားဒီ မောင်လေးရေ ဒီဆိုနေတော့ဒီနော်ကလေးတွေဆိုတာ မောင်လေးရေ ဘိုင်ဘိုင် မင်္ဂလာရှိတဲ့အချိန်ခါလေးပါကွယ် မင်္ဂလာရှိတဲ့နေ့ပါဘိုင် အော်ဒီဘက်ကကိုမိုးဝင်ရေ ဘလို့ ကိုမိုးဝင်ရေလို့ ပြန်ခေါ်လိုက်စမ်း အော်ကြီး မင်းသမီးခေါ်တာနဲ့မျက်နှာကိုတစ်ချက်တည်းမင်းသမီးခေါ်တာနဲ့နော် တူမတူ ဒီကောင်မျက်နှာတစ်ချက်တည်းစာဆောင်တာဝတ်လိုက်တာ ဒီနားလေးကြက်နေမျက်နှာစားစမရံဝဲ ကိုမိုးဝင်ရေလို့ မိုးကိုတီလာ ဘယ်သူလဲဘယ်သူလဲ ဟဲ့မိုးကိုတီလာ ဘယ်သူလဲဘယ်သူလဲ ဟဲ့မိုးခွင့်ကိုတီတလား အရှသမားမိုးခွင့်ကိုတီတလား အနာယူနာဘူး မိုးခွင့်ကိုတီတလား ထမိတ်တခိုးထမိတ်တခိုး မိုးခွင့်ကိုတီတလားမိုးခွင့်ကိုတီတလားဟဲ့လူမဲနေတာလေမိုးခွင့်ကိုတီ ဟောသိတယ်မသားသေးခြင်းတို့သရောင်းသားရဲ့အဲ့ဒီဘုရားတော်ကတနာယူနာဘူးအရက်သမားဖဲသမားခွေးသရောင်းသား တရားပဲပုံကြီးထက်ကရပြပါတာ ကလေးဟဲ့ ချွေဦးလေးဦးလေး ပြောနေတယ်ပြောနေတယ်ဒါတော့မကောင်းပြောတော့ပြောပြီးကနေတယ် ကျွန်တော်မရဘူးပုံဝင်လိုက်ဘယ်တော့ပြောပြောကဝါဒနာညာလေး မင်္ဂလာပါလို့ မင်္ဂလာပါ
ဥပဦးရေ စတုံးလေးနဲ့မြမဝေစားချစ်စရာကောင်းတဲ့ကောင်မလေးချစ်စရာကောင်းတဲ့ကောင်မလေးစတုံးလေးနဲ့မြမဝေစားချစ်စရာကောင်းတဲ့ကောင်မလေးချစ်စရာကောင်းတဲ့ကောင်မလေးမိကလည်းပြက်ဟိုသမင်းကလည်းမချက်ကျွန်တော်တို့မှာအခက်အကြောက်စရာကောင်းတဲ့ဒီခေကြီး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 ဟောညနာမှာတော့အလားဟိုစကလေးကိုသူခွဲထားမော်ရယ်ကလေးလားအကြောက်စရာကောင်းတဲ့ဒီခေကြီးကြောက်စရာကောင်းတဲ့ဒီခေကြီးကြောက်စရာကောင်းတဲ့ဒီခေကြီးဝမကတော့တော်တော်ဝကောင်မလေးကိုအထာပြဝမကတော့တော်တော်ဝကောင်မလေးကိုအထာပြကြောက်စရာကောင်းတဲ့ဝမကြီးကြောက်စရာကောင်းတဲ့ဝမကြီးအဲ့တော့မကတ်တယ်သမီးမကတ်တယ်အိုးတော့လား မဲ ဟုတ်လား အရေးလည်းမြင်းနိုင်ချာ ကြီးကြီးနဲ့ ဘာဖြစ်လို့ဒါမျိုးကကြီးလေကြိုက်လေပဲ ဟာမင်းတို့တော့ချစ်စရာကောင်းတာဘာလဲကြောက်စရာကောင်း ဟုတ်လေဥပသမီးတောင်းလိုက် မင်းကြောင်မှာသူငါဘက်ကတ်မှာပေါ့ လဲတပီ ရှင် သိဆိုနေတော့ ဟုတ်ကဲ့လေးဥပဦးရေ ပွင့်လေးခိုင်လေးအသေးလေး ပြောရလားလို့ အမလေးပြောထားမှာပြောမလို့မိမိရဲ့ ဒီဘက်ကလေးဥမရေ မိချရေမေလို့မိချရေမေလို့မိချရေမေလို့ အဲ့ကဆဲလာငါလုံးလိုက်မဘာလို့ဆဲရတော့သူခုမှချင်းဝင်ရေးကွာ မသားကြီးတွေဆဲတာမဟုတ်ဘူးမိချရေပြီးရင်ဘာလဲမေလို့လှမ်းမင်းနေတာ ဒီချောရေ မေလို့ အော်ဟာဆဲတယ်အောင်မေလို့ မေလို့ရဲ့မသိမေလို့လို့ပဲနော် သူဆိုချင်တာမိချောရေမဟုတ်လုံး မိချပြီးကြံတော့ငါမေ့တယ်တက်ဆိုလေ ဒါဆို မိချရေပေါက်စီ အဲ့ကမဟုတ်လုံး ဟောပေါက်စီနဲ့မဟုတ်လို့မကွာပါဘူးကွာ ဒီလိုပဲသူကဂျုံဝါဖြစ်သွားတာလေ လုံးလုံး ဥဝရေ ခိုင်မွေးပြူကြ ကျန်ကန်သာလုံးမှာပါသားရှင် ကျမ်းပါပါလေသမီး ဟုတ်ကဲ့ပါအော်ဒါနဲ့ဥလို့ပြောအောင်မယ် ဘာများတော့ ဒါမဲ့သမီးပြောရင်သမီးကိုမလောင်အောင်နော် မလာပါဘူး ဘာလောက်စရာတော့ မလာဘူးသမီး တကယ်ပြောရနော် ကဲပြောတာ မလောင်လွတ်လာပဲနှစ်ပူနဲ့ ဟုတ်လေပြောလို့ရတယ် အားကြောင့်မို့လေသမီးကလေဟိုသမီးမလေးသမီးကိုချစ်တယ်ချစ်သူရှိတယ် ဘယ်လိုလဲ သူချစ်သူနာသိတယ်သူချစ်သူကညနာဝါပြေးပြေးလေး ဟောပြပြလေး အသားလေးကမဲနဲ့ကလေး မဲလေမဲပလဲနဲ့ချင်နေပလဲ မလေးအရက်ကလေးကလည်းချစ်စရာလေးပူလုံးလေး ဟောကဲကလေး ဒီထက်နည်းနည်းပူသေးတယ် သေးလား တော်တော်ပူသေးတယ် တက်ဖို့သေးတယ် ဒီထက်ပူသေးတယ် ပူသေးတယ် အားရပါဦးမျိုးဒီမှာဝတ်တကောင်နုံနေနေလို့ မလာလေတိတ်မထိုင်ခိုင်းနဲ့ပြန်စားလို့မရတော့ဘူး ဘာဘူးနဲ့ကလောရတယ် အော်ဘောလည်းမနောက်ပါနဲ့ နောက်တယ် तू ကတကယ်ပြောနေတာ तू ချစ်သူတယောက်ပြောပါဦး ကဲပြောပါဦးဗျာพี่ ညီမရဲ့ချစ်သူကလေဟိုညီမငိမ့်ကပြီဆိုပွဲတိုင်းကိုလိုက်ကြည့်တာ ပွဲကြိုက်မောင်ကြီးပေါ့ ပွဲကြိုက်မောင်ကြီးပေါ့ဟိုနောက်ပြီးသူတခုထူးကြတာကိုပြောအောင် ဘာထူးကြလဲ तू ကလေညီမအငိမ့်ကလို့ရှိရင်လေလူရှင်တော်တွေပြက်လုံးပြက်တဲ့အချိန်ဆိုရင် तू ကမကြည့်ဘူးအိတ်နေတာကိုရဲ့ ဒီလိုလူမျိုးလက်ဖက်ခေါ်တိုက်တင်တယ်တို့လူရှင်တို့ အေးကောအဲ့ဒါကွာ စလူရှင်တော့ဆိုအိပ်ပလိုက်အောင် အိတ်ပလိုက်ကော အဲ့တော့ပြီးတော့ ညီမအငိမ့်ကတော့မှအိယာနေထပြီးကြည့်တာ ဟာအဲ့ဒါတော့ဒါသက်တစ်ပတ်သက်ဆန်တာ အေးဗျာ ဟုတ်တယ်နော် ဟုတ်တယ်လေ အဲ့လူရှင်တော်ကြတော့အိပ်တယ်တဲ့ဟာမင်းသမီးနဲ့မြောင်ချက်လက်ထားတာ ဘာတော့ထပြီးကြည့်တာလေ ပြီးတော့ထားကြည့်တာ အားထားကြည့်အဲ့လိုလို့ နောက်ပြီးတော့လေညီမအငိမ့်ခွေတွေကြည့်ရင်လေ तू ကလူရှင်တော်ပြက်လုံးပြက်တဲ့အချိန်ရောက်လာရင်လူရှင်တော်ပြက်လုံးတွေကိုခွေကိုရစ်ပြီးကြည့်ပလိုက်တာညီမကတော့မှ तू ကကြည့်တာကိုတို့ရဲ့ ကြည့်တယ်လူရှင်တော်တွေကိုရစ်တယ် ရစ်ပလိုက်တာ သူကလူစတော်တွေကိုရစ်လာ ဟုတ်မယ်ခုနကဒါ तू ခိုင်မပြေချစ်သူပြတယ် ဟုတ်လား ငါ့ကိုလာကျင် ဘလို့ရစ်တော့ ဘယ်လိုရစ်ဘယ်လိုကောက်အဲ့မကလူလာအောင် ဟဲ့ကောင် အဲ့ဒါကြီးတာနေဟာမူးနေတာ အဲ့ဒါမူးနေတာဒီပါမီး အဲ့ဒါကြောင့်မို့လေ ဟုတ်ကဲ့ ညီမရဲ့ချစ်သူပွဲကြိုက်မမအောင်ဒီလိုလေးမေးလိုက်ချင်တယ်ရှင်